ဦးဇင်းတို့သာသနာသမိုင်းမှာကြီးကံရှင်ကြီးဆိုတာကြားဘူးလားမြိုင်နယ်ကကြီးကံရွာကကိုရင်ကြီးပေါ့ဟုတ်လားအဲ့ဒီကိုရင်ကြီးကအသက်18နှစ်မှာတိတ်ပြီးတော့ညံထက်ညံသွက်တော့18နှစ်ကလေးကမင်းမူရန်ဖြစ်နိုင်ငံဝန်ထမ်းဖြစ်တယ်ပေါ့ဥပဒေရေးရာဘက်မှာမြန်မာနိုင်ငံအတွက်ဥပဒေရေးရာဘက်မှာသူလှုပ်တယ်18နှစ်ကနေလှုပ်တာလုပ်ငန်းလုပ်သက်20ကြာမှာကိုရင်ဝတ်တယ်လုပ်သက်20မှာဘယ်လောက်အဲ့တော့အသက်ဘယ်လောက်ဖြစ်သွား39နှစ်မှာကိုရင်ဝတ်တာနော်39နှစ်မှာကိုရင်ဝတ်တယ်ကိုရင်ဝတ်ပြီးတော့ပြိဿစာသင်လိုက်တာခဏလေးနဲ့တိတ်မကြခင်မှာပဲပိဋက3ပုံသူတတ်တယ်ပိဋက3ပုံတတ်တော့အဲ့မှာသူ့ရဲ့ခေါင်းထဲမှာရှိတဲ့ကြပြာညံနဲ့ပိဋက3ပုံရဲ့အနှစ်သာရတွေထုတ်ပြီးတော့မေခွန်းတွေရေးတာမေခွန်းပေါင်း3920မေခွန်းပေါင်း3000ကျော်ပေါ့ဟုတ်ပြီလားသူမေခွန်းတွေကိုသိမဖြေနိုင်ကြဖြေတာပြိဿဦးဇင်းတို့ဟိုရွှေတောင်ဘက်ကကြီးသေးလေးတက်ဆရာတော်ကြီးဖြေတယ်1200ဖြေသွားတယ်3900မှာဘယ်လောက်ဖြေသွားဘယ်လောက်ကြံသေးတယ်လဲစဉ်းစားပေါ့ဟုတ်လားအဲ့ဒါဆရာတော်ကြီးကမင်းဆက်ပြီးဖြေဖို့ကောင်းတယ်အဲ့လောက်ထက်တဲ့ကြီးကံရှင်ကြီးကိုရင်ဘဝနဲ့နေတာ15နှစ်တဲ့ကိုရင်ဘဝနဲ့15နှစ်ကြာတော့အသက်ဘယ်လောက်ဖြစ်သွားအသက်52နှစ်ဖြစ်ဟုတ်ပြီလားကိုရင်ဝိတ္တာတော့ရမ်းမခံဘူးအဲ့တော့ပြိဿဘာဖြစ်လာတော့မေးလို့သူမေးတာတွေမဖြေနိုင်တော့တော်တော်များများမာနတွေတက်လာအဲ့တော့ဦးဇင်းတို့ဒီကနေပြီးတော့သွားလိုက်ရင်စကိုင်းကနေမုံရွာသွားခင်မွန်ရဲ့အလွန်မှာမုံရွေးဆိုတာရှိတယ်လေအဲ့ဒီမုံရွေးမှာရှိတဲ့မုံရွေးဆရာတော်ကလည်းအသက်16နှစ်နဲ့ပိဋက3ပုံ4ခေါက်ပေါက်တဲ့အသက်16နှစ်နဲ့ပိဋက3ပုံဘယ်နှခေါက်သိအံ့ဩစရာကောင်းတယ်နော်အခုဦးဇင်းတို့ဒီခေတ်မှာအသက်16နှစ်နဲ့ဓမ္မစရိယအောင်တယ်ဆိုတာဘာကျုပ်ဆရာတော်ကြီးရှိတယ်လေဦးဇင်းတို့ဆို16နှစ်မှမြို့ရောက်တာဟုတ်လားအခုမမောင်ခါကျုပ်ဆရာတော်ကြီးကငယ်ငယ်လေး16နှစ်ကလေးကဓမ္မစရိယအောင်တာညံသွေးတွေပြောတာပါမုံရွေးဆရာတော်ကပြီးတယ်အသက်16နှစ်နဲ့ပိဋက3ပုံကို4ခေါက်လောက်ပေါက်ထားတော့သူလည်းပဲသိပ်ပြီးတော့ထင်ပေါ်သိပ်ပြီးတော့ကြော်ကြပိဋကကိုထုံးလို့ကြည်ရေလိုနှောက်နေတဲ့မထေတပါးလို့ထင်ပေါ်ကြော်ကြတော့အသက်52နှစ်ရှိပြီဖြစ်တဲ့ကြီးကံကိုရင်ကြီးကအဲ့ဒီမုံရွေးဆရာတော်ဒီလာပြီးသူကမေးခွန်းနေမေ့မလို့လာတာတဲ့လာလိုက်တဲ့အခါမုံရွေးဆရာတော်ကမေးရှင်ကြီးလားယဟန်ကြီးလားလို့ဒီလိုမေးတာတဲ့ဗျဟုတ်လားကိုရင်လားဥစဉ်လားပေါ့ကိုရင်လားဥစဉ်လားလို့မေးလိုက်တော့ကြီးကံရှင်ကြီးကဖြေတယ်လေခေါင်းလောင်လဲကြေးခြူလဲကြေးရွေးမြမထူပြီးသူတော်ကောင်းတွေဖះမှာချိတ်ထားတဲ့ခေါင်းလောင်ကြီးကဘာနဲ့လှုပ်တာနွားလည်းပဲမှာဆွဲထားတဲ့ခြူလေးတွေလည်းဘာနဲ့လှုပ်ထားခေါင်းလောင်လဲကြေးခြူလဲကြေးရွေးမြမထူပြီးရဟန်းခိုင်လဲသီလနဲ့ကိုရင်လဲသီလနဲ့နိဗ္ဗာန်ရောက်ရင်တူတူပဲဟုတ်ပြီလားယဟန်လဲဘာနဲ့ကိုရင်လဲဘာနဲ့ဘာထူးတော့နဲ့ဘာဖြစ်လို့ယဟန်ခံနေမှာတော့ယဟန်ခံစရာမလိုဘူးတဲ့သီလကလူတိုင်းကိုရင်ရှိလဲကိုရင်ဝတ်ပြီးတော့သီလထိတ်လဲနိဗ္ဗာန်ရောက်မှာပဲယဟန်ဝတ်ပြီးသီလထိတ်လဲဘယ်ရောက်မှာလဲနိဗ္ဗာန်ရောက်မှချင်းတူတူတော့ဘာဖြစ်လို့ယဟန်သီလကြီးထိတ်မလဲတဲ့ကိုရင်သီလလေးနဲ့နေမဲ့ပေါ့တဲ့နွားဆွဲမှာဆွဲထားတဲ့ခြူလေးလဲကြီးပါပဲခေါင်းလောင်းကြီးကလည်းကြီးပါပဲဟုတ်ပြီလားအဲ့ဒါကြီးကံရှင်ကြီးကပြောတာဗျာခေါင်းလောင်းလဲကြေးခြူလဲကြေးရွေးမြမထူပြီးဟုတ်ပြီနော်အဲ့ဒီမှာ16နှစ်နဲ့ပိဋက3ပုံထုံးလို့မှွေထားတဲ့မုံရွေးဆရာတော်ကပြန်ပြောတယ်ခေါင်းလောင်းနဲ့ခြူကြေးချင်းတူတန်မှုကွဲပါသည်တဲ့ဟ
ခေါင်းလောင်းနဲ့ခြူကြေးချင်းတူဘာကွဲတယ်ခေါင်းလောင်းကြီးထိုးလိုက်ရင်ဒူးဆိုပြီးမိမယ်လေခြူလေးခေါင်းကြီးကြက်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 ပဲမိမှာပဲဟုတ်ပြီလားခေါင်းလောင်းလဲကြီးခြူလဲကြီးကျွေးမြမထူးပြီဆိုတော့မှန်ပါတယ်ကြီးချင်းတော့တူပါတယ်ဒါပေမဲ့လို့တဲ့ခေါင်းလောင်းနဲ့ခြူကြီးချင်းတူတန်မှုကွဲပါသည်ယဟန်သီလက229သွဲအကျယ်အဖြင့်ဂရေ9000ဟုတ်ပြီလားလူသီလကပြိဋိ5ပါးခါကြီးရကြီးမှာ10ပါးကိုရင်သီလကပြိဋိ139ပါးယဟန်သီလမိလားမမိဘူးနိဗ္ဗာန်ကိုခြိတက်တဲ့နေရာမှာဥယျာဉ်ကြီးရေတဲ့သီလအားကောင်းလေလေနိဗ္ဗာန်မြန်မြန်ရောက်လေလေတဲ့ဒါပြောတာသီလအားကောင်းလေလေဗာမြန်မြန်ရောက်လေလေရောက်မြန်ပြန်တွေ့သီလအားနဲ့လေလေနိဗ္ဗာန်ရောက်ဖို့ရန်ခဲရင်လေလေပဲဟုတ်ပြီလားမြန်မြန်ရောက်ချင်တဲ့လူတွေအတွက်ယဟန်သီလနဲ့သွားရတယ်တဲ့ဒီလိုပြောခေါင်းလောင်းလဲကြေးခြူလဲကြေးခေါင်းလောင်းနဲ့ခြူကြေးချင်းတူတန်မှုကွဲပါသည်ဆိုဒါလေးဖြေတာနဲ့နားလဲပါပြီဖះဆိုပြီးတော့အဲ့ဒီကြမှာယဟန်ခံတာတယ်ဗျာ